မြတ်စွာဘုရားလက်ထက်ကရှင်သာဂတဆိုတာရှိတယ်သူကအလွန်တကူကြီးတယ်နော်လောကီဇံအပင်ញင်ရတယ်ပေါ့အရိယာတော့မဖြစ်သေးဘူးအလွန်လည်းပဲအနေထိုင်ကောင်းတယ်ပေါ့အဲ့တော့ဒီနေ့တော့ရွာတရွာကိုသွားတော့အဲ့ဒီရွာမှာနဂါးတစ်ကောင်နှိပ်စက်တာရှိတယ်လို့ဆိုတယ်အဲ့ဒီနဂါးကိုအဲ့ဒီရှင်သာဂတကသူ့ရဲ့တကူအစွမ်းနဲ့နှိမ်နှင်းနိုင်တယ်လို့ဆိုတယ်သူ့ကြောင့်အဲ့ဒီနဂါးဟာရင်ကျေးသွားတယ်လူတွေဒုက္ခမရောက်တော့ဘူးအဲ့တော့လူတွေကရှင်သာဂတကိုအလွန်မှအထင်ကြီးသွားတယ်လေးစားသွားတယ်တူတူပြောရရင်ကြည်ညိုသွားတယ်ပေါ့အဲ့တော့လူတွေကဒီရှင်ကိုကြည်ညိုတဲ့အတွက်ကြောင့်ဘာလှူရမလဲဘာကတ်ရမလဲစဉ်းစားကြတာစဉ်းစားတဲ့အခါကျတော့ဆွမ်းတို့ဘာတို့ဆိုတာကတော့အမြဲတမ်းရနေတာအဖြိုးကြီးတွေဘာတွေဆိုတာလည်းပဲမရှာဘူးအဲ့ဒီတော့အလွန်မှချိုမြိန်နဲ့အလွန်မှစိတ်နှလုံးကိုရစ်မှုစေတဲ့ဒီသေးကြီးကိုကတ်ရရင်တော့တော်တော်ကောင်းမှာပဲစေတနာကတော့ကောင်းတာလေးကနေစားတာပဲဒါပေမဲ့ပညာမပါပဲဖြစ်နေဟုတ်လားစေတနာကတော့ကောင်းတယ်ကောင်းစေခြင်းလို့အကောင်းဆုံးကိုသူတို့စိတ်ထဲမှာအကောင်းဆုံးထင်တာကိုလှူတာဟုတ်လားအဲ့ဒါဘာလို့ဆိုတော့သေအရက်ကိုသူတို့တွေးတယ်အဲ့ဒါနဲ့လှူချလိုက်တယ်လှူတော့သေအရက်မတော့ရလို့အဲ့ဒီတုန်းကပြည့်ညက်ချက်ကလည်းမထုတ်ရသေးမထုတ်ရတော့အဲ့ဒါအိမ်တိုင်းလူလူကအဲ့ဒီသေအရက်ကိုကကြတာလို့ဆိုတယ်အဲ့တော့သူနည်းနည်းတောက်တယ်ဟိုအိမ်ကျတော့နည်းနည်းတောက်ပြီးတော့ရွာဘောက်ကထွက်တော့သူလဲသွားရောသွားကိုမသွားနိုင်တော့အဲ့ဒါရွာထွက်မှလဲနေတော့လားသင်္ကန်းကြီးဖယိုဖယဲနဲ့အရင်မှုပြီးတော့လဲနေတာအဲ့ဒါနဲ့ရဟန်းတော်တွေကတွေ့တော့ဟာတော်တော်မသိတော်တဲ့ကိစ္စပဲဆိုပြီးတော့ရှင်သာဂတအလွန်တကူကြီးတဲ့မထီဘူးနော်အဲ့ဒါကိုအကုန်လုံးပွေ့ချီပြီးတော့မြတ်စွာဘုရားရှိရာကိုတည်သွားကြတယ်ကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားရှိကိုချသူကမူးနေဘုရားမလည်းမသိတော့ဘာမှမသိတော့ဘူးအဲ့ဒီအချိန်မှာရဟန်းတွေကမြတ်စွာဘုရားရှိရာကိုခေါင်းကလေးလှည့်ပြီးတော့ချတယ်ပေါ့အဲ့ဒါသူကမြတ်စွာဘုရားရှိတဲ့နေရာကိုပြန်လှည့်ပြီးတော့ခြေပေးတယ်တဲ့သူဘုရားလိုလည်းမသိတော့ဘူးအဲ့ဒီချိန်မှာအဲ့တော့မြတ်စွာဘုရားကရဟန်းတွေကိုချက်သားတို့ဒီအမှုကိုတတိချာချာကြည့်ကြသေရက်ဟာဘလောက်အစွမ်းတတ္တိရှိတယ်လဲဆိုတာနော်ငကားကိုတောင်မှနှိမ်နှင်းနိုင်တဲ့အစွမ်းတတ္တိရှိတဲ့ရှင်သာဂတဟာအခုချိန်မှာရေမွေကိုတောင်နှိမ်နှင်းနိုင်မှုမလွယ်ဘူးသူ့ကိုယ်သူတောင်မရက်တည်နိုင်တော့ဘူးအရှက်ဆိုတာလည်းသူ့မှာမရှိတော့ဘူးအကြောက်ဆိုတာလည်းသူ့မှာမရှိတော့ဘူးလူတယောက်လိုကိုဖြစ်သွားတာဒါကြောင့်တချို့တော်တော်ဝမ်းနည်းစရာကောင်းတယ်တချို့တကာကြီးတွေပေါ့နော်ဒါဒီမှာတော့ရက်တော့တာတကာကြီးတွေပဲများတာပေါ့နော်ပင်ကိုစိတ်သက်တချို့တော်တော်ကောင်းတယ်အလွန်လည်းသဘောကောင်းတယ်အလွန်လည်းပဲမျက်နှိုးစရာကောင်းတယ်ပေါ့ဒါပေမဲ့အရက်တော့လိုက်တာနဲ့တပြိုင်နက်တည်းစောစောကလူမဟုတ်တော့အဲ့လိုပြောင်းလဲသွားတဲ့လူတွေအများကြီးမရှိဘူးလားတချို့ကြတော့လည်းပဲငြိမ်ငြိမ်စိမ့်စိမ့်နဲ့နေတဲ့လူလည်းရှားရှားပါပါတော့ရှိပါတယ်ရှားရှားပါပါဆိုတဲ့အတိုင်းတကယ်ရှားရှားပါပါပါများသောအားဖြင့်တော့ဒီအရေးဝေးသွားလို့ရှိရင်သွေးဆိုးသွားတာပြောင်းလဲသွားတာမကောင်းသွားတဲ့လူတွေကြီးများပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတို့ဘာမှအရှက်အကြောက်မရှိတော့ဘဲနဲ့ဖြစ်ချင်တယ်လို့ဖြစ်ပြီးတော့အဆင့်အတန်းရှိတဲ့လူဟာအဆင့်အတန်းမရှိတဲ့လူအဖြစ်ကိုထိုးကြံသွားတယ်ပေါ့အဲ့ဒီချိန်မှာဟုတ်လားဒါကြောင့်အရက်တော့ရင်မင်္ဂလာကတော့ဘယ်လိုမှမရှိတော့ဘူး